ကိုယ်စိတ်လေးကိုကောင်းအောင်ထားနိုင်ပြီဆိုလို့ရှိရင်တဲ့အမေဖေကမပေးနိုင်တဲ့စိတ်စိမ်ချမ်းသာတောင်းကိုယ့်ကိုထိမ့်သိမ့်လိုက်တဲ့စိတ်ကောင်းလေးကပေးနိုင်တယ်ဖန်တီးပေးနိုင်တယ်အင်ကြီးဝါပိဿညာတကဆွေတွေမျိုးတွေကကိုယ့်အကောင်းဆုံးဖြစ်အောင်ကိုယ်မလုတ်မပေးနိုင်ပေမဲ့ဟောဒီစိတ်လေးကလုတ်ပေးနိုင်တယ်လို့သမ္မာပဏိတံစိတ်တံတေယသောနံတတောကရေအမေဖေကပေးတာတဲ့ပိုကောင်းတယ်ပိုကောင်းတဲ့အဆင့်ကိုပေးနိုင်တယ်ဆွေတွေမျိုးတွေကကုညီနိုင်တာတဲ့ပေးတဲ့အရာတဲ့ကိုပို့ပြီးတော့ကောင်းအောင်ပေးနိုင်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီကောင်းကောင်းပြုပြင်ထားတဲ့စိတ်လေးဘလို့ကောင်းကောင်းပြုပြင်ထားတာတော့ဆိုဟိုဒေါသထွက်ရင်လည်းဒေါသကိုထိန်းလိုက်တယ်အေးဒေါသထွက်ရင်တော့ဘာကျိုးရှိမှာတော့ဒေါသဆိုးကျိုးကိုပေးရတယ်တော့အကုသိုလ်ဖြစ်အောင်မလုပ်နဲ့ကိုယ့်အကိုနော်လောဘဖြစ်လာလို့ရှိရင်လည်းလောဘကိုစဉ်းစားဆင်ញဉာဏ်နဲ့ထိန်းနိုင်တယ်မောဟဖြစ်လာလို့ရှိရင်လည်းပျောက်ကင်းအောင်ထိန်းသိမ်းအဲ့ဒါလို့ထိန်းနိုင်လို့ကောင်းသွားတဲ့စိတ်ကလေးဟာတဲ့အမေဖေကမပေးနိုင်တဲ့စိတ်စိမ်ချမ်းသာတောင်းဒီကိုယ့်ကိုထိမ့်သိမ့်လိုက်တဲ့စိတ်ကောင်းလေးကပေးနိုင်တယ်ဖန်တီးပေးနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာအကြောင်းကိုခေါ်တာလဲဘာကြောင့်ဒီစကားကိုခေါ်တာလဲဒီကထာလေးရဲ့ဓမ္မရတ္တကိုနားလည်ထားဖို့နော်ရသော်ပြပြောတဲ့စကားခေါ်ကြတဲ့ဆုံးမတာလေးကိုနားလည်ထားဖို့သမ္မာပဏိဟိတဆိုတဲ့စိတ်ရဲ့တန်ဖိုးကိုမြတ်စွာဘုရားဟောတာနော်အမေဖေလုံးမပေးတာတောင်အမေဖေလုံးမပေးတာလုံးမပေးနိုင်တာတောင်ဒီစိတ်ကလုံးပေးနိုင်ဆွေတွေမျိုးတွေမကူညီနိုင်တဲ့အရာတောင်သူကကူညီပေးနိုင်တယ်လို့ဆိုလိုတယ်အဲ့တော့ဒီတရားကိုမြတ်စွာဘုရားဟောတာအကြောင်းတစ်ခုကြောင့်ဟောတာပဲဖြစ်တယ်ဘာလဲလို့ဆိုလို့ရှိရင်ဒီဇလန်းထဲမှာလည်းအဆိုးလည်းပါတယ်အကောင်လည်းပါတယ်ဒီဇလန်းလေးဖြစ်ပေါ်လာပုံလေးကဘာတော့ဆိုရင်တောဝတိမျိုးနဲ့အလှမ်းกว่าတဲ့နေရာမှာသောရိယဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်အဲ့ဒီမြို့မှာသောရိယဆိုတာတထေသားတယောက်ရှိတယ်တန်ငယ်ချင်းအပေါင်းအသင်းတွေနဲ့ရေချိုးမလို့ရှင်းတော့ကတော့ရေချိုးတယ်ဆိုတာမြစ်သွားချိုးကြတာများတယ်ဒီကနေ့ခေတ်လို့ကိုယ့်ရင်ကိုယ်မှာရေချိုးကနေနဲ့ချိုးတာမဟုတ်ဘူးမြစ်ထဲမှာရေကူးကြတယ်ရေကစားကြတယ်မြစ်ကိုသွားချိုးတာဝိသခါတို့လည်းမြစ်ချိုးတာပဲအကုန်လုံးမြစ်ချိုးကြတာတထေးတွေဖရာယဟန္တာတွေလည်းအကုန်မြစ်မှာသွားချိုးကြတာရေချိုးပြီဆိုရင်နော်တခါတော့ကဖရာယဟန္တာတွေမကဘူးရာဇဂိုပြည်ကဗိမိသာရမင်းကြီးတောင်မြစ်သွားရေချိုးတာရှင်မင်းနေတောင်မြစ်သွားချိုးတာနော်မြစ်သွားချိုးတာတခါတော့ကရဟန်းတွေကမြစ်မှာရေချိုးနေကြအတော်နဲ့မပြီးဘူးရေစိန်ချိုးနေကြတယ်ပူတဲ့ချိန်ဖြစ်လေဗေမိသာရမင်းကြီးကလည်းပဲကိုရံတော်တွေနဲ့လာပြီးရေချိုးလို့ရဟန်းတွေမပြီးသေးလို့စောင့်နေဟောချိုးတဲ့အချိန်ကလည်းပဲနေ့လည်းပဲကနေညနေပိုင်းအထိချိုးတာကိုတော်တွေကအတော်နဲ့ဘယင်းလာလာမှန်းသိရတဲ့နဲ့အတော်နဲ့မပြီးဘူးမပြီးတော့ဆိုင်းနေရကိုတော်တွေပြီးတော့အချိန်ကတော်တော်လေးနောက်ကျသွားဗေမိသာရမင်းကြီးကကိုတော်တွေပြီးမှရေချိုးတဲ့အခါကျတော့ဘယင်းမဲဖြစ်ဖြစ်မြို့တကားပိတ်ချင်ရောက်ရင်ချောင်းဆိုပိတ်သွားမြို့တကားရဲ့ဖွင့်ခွင့်မရှိဘူးအဲ့ဒါတကမှုမှာအာနာအပြည့်ပေးတာဖြစ်တယ်ဘယ်သူမှဖွင့်မပေးဘူးအဲ့ဒါနဲ့ဗေမိသာရမင်းကြီးကပြင်ပမှာစခန်းချရတယ်အဲ့ဒီနေ့ညရေချိုးနောက်ကြပြီနန်းတော့ပြန်ဝင်လို့မရမနဲ့စောကြီးဖះစီသွားတော့ဖះကဘယ်လိုလဲစောကြီးရောက်လာပါလားဆိုသူမနေ့ကလည်းရေချိုးထွက်လာတာရဟန်းတန်ဃာတွေရေချိုးနေတာတွေ့တော့သူကစောင့်ရင်းနဲ့မိုးချုပ်သွားတော့မြို့ပြန်လို့မရဘူးဒါကြောင့်ဆိုရဆိုမြတ်စွာဘုရားကိုတော်လေးခေါ်ပြီးဆုံးမတယ်နော်ဆုံးမပြီးတော့သိက္ခာပုဒ်တစ်ခုပြညတ်လိုက်တယ်ဒီပူတဲ့အိုက်တဲ့အချိန်မှာနော်တစ်ပတ်နှစ်ပတ်အတွင်းကိုရေမချိုးရဘူးဆိုပြီးယဟန်တွေကိုရေမချိုးရဘူးဆိုပြီးတော့သိက္ခာပုဒ်ပြညတ်တာနော်အဲ့ဒါလို့နှစ်ပတ်မှတစ်ခါလောက်ရေချိုးရမယ်
ဟာမျိုးမြတ်စွာဘုရားပြညာလိုက်တာအဲ့ဒါနဲ့ယဟန်နေကနေစဉ်ရေချိုးလို့မရတော့သို့တော့မြန်မာပြည်ကကိုတော်တွေဘာကြောင့်ချိုးတော့ဆိုဗမာပြည်အတွက်ကအထူးမစ္စည်းမဒေသမှာသာပြညတ်ပြီးတော့မစ္စည်းမဒေသရဲ့အပြင်ဘက်ကဒေသတွေမှာကြတော့ရှေးကြိုက်တဲ့လောက်ချိုးဝင်ပေးထားတယ်ဒါဝိနည်းသိက္ခာပေါ်မှာပါတာနော်ဝိနည်းသိက္ခာပေါ်မှာပါတာမစ္စည်းမဒေသမှာဆိုရင်မချိုးရဘူးတဲ့အဲ့သိက္ခာပေါ်ရှိတယ်အဲ့တော့ဒီမှာရေသွားချိုးတဲ့အခါသောရိယတထေသရေသွားချိုးတော့မြို့ပြင်ထွက်မျက်စိတ်လားအဲ့ဒီမှာရှင်မကိစ္ဆနာဆိုတာပုံနာမျိုးရှုပ်ကအမတမချောတဲ့အသားလေးကဝါဝင်းနေတယ်နော်နှာရံလေးကတွဲတွဲယောက်ျားချောတာပေါ့ဒီမှာပါနော်ယောက်ျားချောမို့မိန်းမချောတာဖြစ်ခေါင်းဖြစ်လေအလွန်ချောတဲ့အခါကျတော့အဲ့သောရိယတထေသရှင်မကိစ္ဆနာကိုကြည့်ဒီကိုတော့အသားရည်လေးကလှလိုက်တာနော်ငါမိမဒီအသားရည်မျိုးရရင်ကောင်းလိုက်မှာသို့မဟုတ်ဒီကိုတော့ရင်လည်းငါမိမဖြစ်ခေါင်းမှာစိတ်ထဲကဖြစ်သွားတယ်နော်စိတ်ထဲတော့ပြစ်မှားမိလိုက်တာအဲ့ဒီလိုလဲပြစ်မှားမိလိုက်ရောဟိုကယဟန္တာပုဂ္ဂိုလ်ကြီးနေစိတ်ဆိုးစိတ်မိုက်ကအခုချက်ချင်းယဟန္တာပုဂ္ဂိုလ်ဆိုတော့အဲ့ဒီလိုလဲတွေးလိုက်တာဆုံးနဲ့ဆုံးသွားရောသူကပုံပြောင်းသွားတဲ့ခါတယ်အမျိုးသားနဲ့ချက်ချင်းအမျိုးသမီးဖြစ်သွားတယ်ယုံကြည်နိုင်စရာမရှိဘူးပေါ့ခုခေတ်လူတွေအနေနဲ့ယုံကြည်မှယုံမှာပေါ့ချက်ချင်းလိန်ပြောင်းသွားတယ်လို့ခေါ်တယ်ချက်ချင်းအမျိုးသမီးဖြစ်သွားတယ်သူကြည့်လိုက်တဲ့အခါကျသူ့ကိုသူကြည့်ပြီးတော့ရှက်တာရှက်တော့တငယ်ချင်းတွေကလည်းသူ့ကိုမမှတ်မိကြတော့ချက်ချင်းအမျိုးသမီးရုပ်ဖြစ်သွားတဲ့အခါသူကစကားပြောရင်ကနေပြီးတော့လစ်သွားတော့တာဟိုလူတွေကလည်းတထေးသာခုနဒီနေ့ရှိပါဘယ်ပြောက်သွားပါလဲနော်ကလေးမတယောက်ရောက်လာတယ်တထေးသာပျောက်သွားပြီသူတို့မျက်စိအောင်အဲ့တထေးသာကကလေးမလေးဖြစ်သွားအဲ့တော့ချက်ချင်းသူကလည်းခြေရဖြောက်ပြီးတော့လမ်းကြောင်းတစ်ခုကနေပြီးတော့ရှက်လို့ထွက်ပြေးသွားတဲ့အခါသူလမ်းသွားတဲ့နေရာမှာလှဲကုန်တဲ့တစုကလှဲမောင်းပြီးသွားတာတွေ့တယ်ဒါနဲ့လှဲကုန်တဲ့ရဲ့နောက်ကနေလိုက်သွားအဲ့ဒီလဲတွေကဘယ်သွားတာတော့ဆိုတက္ကသိုလ်ပြည်ကိုသွားကြမှာအယောင်းဝယ်နဲ့သွားတာသူအဲ့ဒီနောက်ကနေလိုက်သွားညောင်းလာတဲ့အခါကျတော့သူ့လက်စွပ်ကလေးကိုပေးပြီးတော့လှဲခပေးပြီးတော့အဲ့လှဲရင်တစ်ခုပေါ်မှာသူတက်စီပြီးလိုက်သွားကြလိုက်တော့ဆက်စုတဲ့ကောင်တွေမေးတာပေါ့ကလေးမပဲသွားမလို့လဲဘသူလဲနဲ့မေးတဲ့အခါကျရှင်တို့ကိုလဲကိုမောင်းသူ့ကိုမမေးနဲ့ပေါ့ဆိုပြီးသူလိုက်သွားလဲသမားတွေကစဉ်းစားတယ်တဲ့စားရဲပါတာပဲပြောတာနော်စားရဲပါတာလဲစာရေးရလဲအကောင်းဆိုတော့ဒီကလေးမလေးကချောချောလေးဒီငါတို့တက္ကသိုလ်ပြည်ကတထေးသားကလည်းလူပြိုကြီးပဲရှိသေးတယ်ဟာငါတို့တထေးသားနဲ့တော်တယ်ပေါ့ဒီကလေးမလေးငါတို့တထေးသားနဲ့တော်တယ်ဆိုပြီးတော့တင်းခေါ်သွားပြီတထေးသားစီပို့လိုက်ကြတာသူတို့ကလှမ်းပြီးတော့သတင်းပို့တယ်တယ်လီဖုန်းနဲ့ဆက်တာတော့မဟုတ်တော့ဘူးသတင်းပို့တယ်ဒီကလေးမလေးတယောက်ချောချောလေးလမ်းမှာတွေ့လို့သူတို့ခေါ်လာတယ်ပေါ့လေတထေးသားနဲ့လိုက်ဖက်တယ်ဆိုပြီးတထေးသားရှိပို့ပြီးတထေးသားနဲ့ဟိုဘက်ကျမှအိမ်အောင်ကြတက္ကသိုလ်ပြည်မှာအိမ်အောင်ကြသူနေတဲ့မြို့မှာလည်းပဲသူကအိမ်အောင်ရှိတယ်အိမ်အောင်ရှိတော့အဲ့ဒီမှာကလေး2ယောက်ရှိတယ်သားလေး2ယောက်ရှိတယ်တက္ကသိုလ်ပြည်ရောက်လာတော့သူကအမျိုးသမီးဖြစ်နေတက္ကသိုလ်ကတထေးသားနဲ့တွေ့တဲ့အခါသူကအဲ့ဒီမှာအိမ်အောင်တစ်ခါကြတော့ကလေး2ယောက်ဝေဖွားပြအလုံး4ယောက်ရှိသွားသူကလေးအဲ့ဒီလိုနေရင်ကနေနှစ်ထန်းကကြာတူတူသွားတဲ့လူတွေကဟာဘဲသွားလိုက်တာပါလေဘဲပြောက်သွားပါလေခုနဒီနားမှာရှိပါတယ်ငါတို့နဲ့တူတူလာတာပဲ
ရေချိုးပြီးပြန်သွားတာနေမှာပါဆိုပြီးရှာလို့မရတော့အိမ်ပြန်ညာအိမ်ရောက်တဲ့အခါကျတော့ရေချိုးပြီးပြန်သွားတယ်လို့မှတ်တာပဲဆိုလူပြောက်ကမိဘတွေကစိတ်ပူလိုက်ရှာကြဘယ်မှမတွေ့တော့ဒါသေသွားတာရေနစ်ပြီးသေတယ်လို့ပဲထင်ကြတယ်သူတို့ရှုပ်ကပြောင်းသွားတော့မသိကြတော့ဘူးလေသူကသူသာသိတာအဲ့ဒါနဲ့ရေနစ်သေသွားတာနေပါပဲဆိုပြီးတော့မိဘတွေကအမြတ်တမ်းနေပါလေဝေကုသကောင်းမှုတွေပြုပြီးမြတ်ဝေလိုက်ကြတယ်သူကတော့တက္ကသိုလ်ပြေရောက်ပြီးတော့တထေးကြောဖြစ်တယ်အဲ့ဒါလို့သားသမီး2ယောက်ရောက်တဲ့အချိန်လေးမှာအဲ့ဒီသောရိယကကုံတယ်တွေသူတငယ်ချင်းကုံတယ်တွေကဒီကိုရောက်လာကြဗျတက္ကသိုလ်ကိုရောက်လာသူကလေသာပြေတိုင်းကနေရက်ကြည့်လိုက်တဲ့အခါသူတငယ်ချင်းသူမှတ်မိတော့သူအိမ်ကအမျိုးသမီးအစေပါးတွေကိုလွတ်ပြီးတဲ့အခါကျခေါ်ခိုင်းပြီးတော့ဝကြုံငယ်ပြုတရင်တနည်းကြီးသူကကျွေးရမွေးဟိုလူတွေကမှမှတ်မိဘူးသူကပဲမှတ်မိတယ်ဘယ်မှတ်မိမှာတော့သူကဟိုတော့ကတထေသားအခုကအမျိုးသမီးဖြစ်တာမမှတ်မိအဝတ်တွေပြုတ်ပြီးတဲ့အခါကျစကားထိုင်ပြောကြစကားထိုင်ပြောတော့ဟိုလူတွေကအံ့ဩပြီးမေးတာပေါ့ခင်ဗျားကျွန်တော်တို့ကိုသိသလားလို့ဆိုသိပါတယ်တရင်တနည်းကြီးဘယ်မှာသိတာတော့နဲ့စကားဆက်ပြီးတော့ပြောရင်ကနေသူကမေးတယ်အဲ့တော်ရရမှာတထေးကြီးဥပဒုပဲဝါနေကောင်းလားမေးတယ်နောက်တထေးသားသူတို့မှသားတစ်ယောက်ရှိတယ်အဲ့သူရောဘယ်လိုတော့ဆိုမေးလိုက်တဲ့အခါကျမမေးပါနဲ့သူ့အကြောင်းတော့မေးတယ်ငါတို့နဲ့တူတူရေချိုးသွားတာနေပျောက်သွားလိုက်တာဘယ်ရောက်သွားမှန်းကိုမသိတော့ဘူးပေါ့နော်မမှတ်မိကြတော့ငါတို့နဲ့ရေချိုးတူတူသွားရင်ကနေပျောက်သွားတာရေထဲနစ်သွားတယ်ထမတယ်သူ့မိဘတွေကတော့အမြတ်တမ်းပေးဝေတာတွေလှုပ်ပြီးသွားပြီပေါ့ဆိုတော့အဲ့ဒီပျောက်သွားတယ်ဆိုတဲ့တထေသားဟာငါပဲတဲ့နော်မတော်ရအောင်မပြောနဲ့လေဟိုကတထေသားခမရကအမျိုးသားမှမဟုတ်တာအမျိုးသမီးဆိုမဟုတ်ဘူးဆိုပြီးတော့ရှင်းပြတယ်ရှင်ကစီအဲ့တော့တွေးလိုက်ကြလားမင်းတို့ရဟန်းတော်တစ်ပါးရုပ်ချောလာတာတွေးလိုက်လားတွေးတယ်အဲ့မှာငါစိတ်ကအလိုဖြစ်လိုက်တဲ့အချိန်ငါဟာရုပ်ချင်းပုံပြောင်းသွားတော့မင်းတို့ငါ့ကိုမမှတ်မိတာဖြစ်လေအဲ့ဒီအချိန်မှာငါရှက်လို့တဲ့သူထွက်လာခဲ့တာလို့ဟောအဲ့ဒါဆိုလို့ရှိရင်ရှင်မကစီကဒီမြို့မှာရှိနေတာပဲအဲ့ဒါဆိုလို့ရှိရင်သူ့ကိုကြောဝန်ချလိုက်လို့ရှိရင်ဖြစ်ပါတယ်အဲ့ဒါသူ့ကိုတောင်းပန်ပြီးပြီလားဆိုမတောင်းပန်ရသေးဘူးတဲ့ဟာဒါဖြင့်တောင်းပန်မယ်စီစဉ်မယ်ဆိုပြီးတော့ရှင်မကစီထံအဲ့ဒီဧည့်သည်တထေသားတငယ်ချင်းကသွားပြီးတော့ဆွမ်းလာပင်အိမ်ရောက်ဆုံးမကပ်ပြီးတဲ့အခါကျတော့ရှင်မကစီကိုအဲ့ဒီတော်ရရလာတဲ့တထေသားကနေပြီးတထေရဲ့တငယ်ချင်းကနေပြီးတော့ရှောက်တယ်ရှင်ဗျာတဲ့ဟောဒီတထေကြောဟာရှင်ဗျာကိုတွေးလို့တော်ရရနာမှာရှင်ဗျာကြွလာတော့အရှင်ဗျာအပေါ်မှာခုလိုစိတ်နဲ့ပြမမိခဲ့ပူပါတယ်တဲ့အဲ့ဒီပြမမိလို့သူဟာအခုလိုဘဝရောက်လာတာရှင်ဗျာသူ့ကိုသိခံခွင့်လွတ်တော်မူပါလို့တောင်းပန်ဝင်ချလိုက်တဲ့ရှင်မဂေကြီးကသိခံပါတယ်လို့ပြောလိုက်တာနဲ့တပြိုင်နက်နှခမ်းမွေးနေပါလေပြန်ဖြစ်သွားအဲ့ဒါလိုပဲဖြစ်မှာပေါ့နော်နှခမ်းမွေးတွေမိုးစိတ်မွေးတွေနဲ့ပြန်ဖြစ်သွားဇလန်ကအဲ့လိုအဲ့ဒီကြတော့ဒီဟာရုပ်ရှင်ရရင်တိတ်ကောင်းမှာပေါ့နော်သူကတရုပ်ဆောင်တာလဲပြည်ပြင်းလွန်အားချီတယ်အဲ့ဒီမှာယောက်ျားလည်းပြန်ဖြစ်သွားရောဒီတက္ကသိုလ်ကသူ့ရဲ့အမျိုးသားတထေသားနေအောင်စလုံးတငယ်ချင်းလို့ဖြစ်သွားတော့ဒီမှာပဲဆက်နေပါပေါ့မထူပါဘူးသူနဲ့အကြောင်းပြုပြီးရထားတဲ့ကလေးလေး2ယောက်ရှိသူကအဲ့ဒါဘယ်လိုပြောတော့ဆို
လူဘဝကြီးတော့မင်းငါလည်းစဉ်းစားကြည့်တဲ့ငါဟာလူဘဝရလာတာအမျိုးသားဖြစ်လိုက်အမျိုးသမီးဖြစ်လိုက်နဲ့ပြီးတော့အမျိုးသားပြန်ဖြစ်လိုက်နဲ့ဆိုတော့ငါဘဝဟာရှက်စရာတွေအရှက်တွေကုန်ပြီးပေါ့လေငါဟာလူဘဝမှာဆက်မနေဘူးရဟန်းဝတ်တော်မှာဖြစ်တယ်ဒီသားလေးနှစ်ယောက်မင်းတောင်းအောင်မယ်မိမဲ့ထိန်သိဆောင်းလျှောက်တော့ဆိုသူသားလေးတွေဖက်ပြီးခေါင်းကိုနမ်းပြီးတဲ့အခါမှာအနန္ထားခဲ့ပြီရှင်မဂ္ဂစီဓမ္မသင်္ကန်းဝတ်လိုက်တာရဟန်းပြုတ်သွားတယ်ပေါ့အဲ့ဒီချိန်မှာနော်အဲ့တော့ဘဝဟာတော်တော်ကိုစမ်းကြဲတဲ့ဘဝမျိုးခြုံတွေးရတာဖြစ်တယ်အဲ့ဒီလိုရောဖြစ်နိုင်သလားလို့ဆိုဖြစ်နိုင်တယ်ပေါ့နော်တာမန်အနေထားတယောက်တော့မှမြတ်စွာဘုရားဟောတာတဲ့ရှိခေတ္တလိမ်ပြောင်းတယ်ဆိုတာရှိတယ်အဲ့နေရင်ကနေပြီးတော့ရဟန်းတော်တစ်ပါးဟာလိမ်ပြောင်းသွားတယ်မနေ့မိုးလင်းတဲ့အခါကျတော့အမျိုးသားဘဝကနေအမျိုးသမီးဖြစ်သွားတယ်အဲ့ကြတော့ဘိက္ခုနီတွေစီသွားနေရတယ်သူဟာအရင်တော့ဘိက္ခုတွေစီမှရခံအဲ့ပြဿနာပေါ်လာတဲ့အခါမြတ်စွာဘုရားဆုံးမပေးတယ်ဆုံးဖြတ်ပေးတယ်ပေါ့အေးထပ်ပြီးတော့ယဟန်ခံကြမလို့ဘူးယဟန်ဘဝတုန်းကယဟန်ခံထားတဲ့အတိုင်းပဲဘိက္ခုနီတွေစီပဲပြောင်းပြီးတော့နေတော့လို့အဲ့လိုခွင့်ပေးဘူးတယ်ဘိက္ခုကလည်းဘိက္ခုနီဖြစ်သွားတာပဲနော်လိမ်ပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်တဲ့ဒီသတိသားကတော့အမျိုးသားဘဝနဲ့အမျိုးသမီးဖြစ်တောင်းပန်လိုက်တဲ့အခါကျတော့အမျိုးသမီးဘဝနဲ့အမျိုးသားပြန်ဖြစ်ဒီလိုပြန်ဖြစ်တာလောကကြီးဟာလူရဲ့စိတ်ကြောင့်ပြောင်းလဲမှုတွေဆိုတာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းအမျိုးသားတန်တရားမှာတော့အမျိုးသားကြီးပဲဖြစ်ဖူးတယ်အမျိုးသမီးမဖြစ်ဖူးဘူးဆိုတဲ့လူမရှိဘူးတဲ့အမျိုးသမီးကြီးပဲဖြစ်ပြီးအမျိုးသားမဖြစ်ဘူးဆိုတာလည်းမရှိဘူးအဲ့တော့အမျိုးသားလည်းဖြစ်ဖူးကြတယ်အမျိုးသမီးလည်းဖြစ်ဖူးတယ်ဒီလိုရှိတယ်ဒါဖြင့်ဘာကြောင့်ဒီအမျိုးသားဖြစ်ပါလေနဲ့ဘာကြောင့်အမျိုးသမီးဘဝရောက်တယ်လဲဆိုလို့ရှိရင်အိမ်တော်ရေးဖောက်ပြန်တဲ့လူတွေဟာအမျိုးသမီးဘဝရောက်သွားတတ်တယ်တို့ဆိုလို့တယ်နော်အဲ့လောက်ဆိုသဘောပေါက်ပြီအိမ်တော်ရေးဖောက်ပြန်တဲ့လူတွေဟာအမျိုးသမီးဖြစ်သွားနိုင်တယ်ရှင်အနန္ဒမထေရမြတ်ဟာရွှေပရိသတ်ဘဝမှာအိမ်တော်ရေးဖောက်ပြန်မှုတွေသူတော်ဘာရဲ့အိမ်တော်နေနဲ့လွန်ကျူးမှုတွေလုပ်သည့်အတွက်ကြောင့်ပရဒ္ဒါရကံလို့ခေါ်တယ်ပေါ့သူတော်ဘာတာမယာနဲ့ပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာရှင်အနန္ဒကိုယ်တိုင်ကတန်တရားထဲမှာဒီပြစ်မှုကိုကျူးလွန်ခဲ့ဘူးတယ်ကျူးလွန်ခဲ့သည့်အတွက်ကြောင့်ငရဲကြတယ်ငရဲကြပြီးငရဲကလွတ်လာတဲ့အခါမှာအမျိုးသမီးဘဝ14ဘဝဖြစ်ခဲ့တယ်နော်ရှင်အနန္ဒအမျိုးသမီးဘဝ14က9ဘဝကျတော့အမျိုးသားဖြစ်တဲ့အခါမှာသင်္ကွက်ချင်းခံရတယ်သူဆိုလို့အဲ့ဒီလိုဒုက္ခပေးတာခါအဲ့မျိုးသမီးတွေကရောအမျိုးသားဖြစ်ခွင့်မရှိဘူးလားဆိုဖြစ်ခွင့်ရှိတယ်အမျိုးသမီးတွေကအမျိုးသားဖြစ်ချင်တယ်ဆိုလို့ရှိရင်တဲ့အမျိုးသမီးဘဝစိတ်ကုန်တာဖြစ်ရမယ်အမျိုးသားဖြစ်ချင်တဲ့ဆန္ဒရှိရမယ်ရှိပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆုတောင်းမယ်ဆိုရင်အမျိုးသားဖြစ်တယ်ဒီလိုဆိုလို့တနည်းအားဖြင့်လဲကိုယ်မှအိမ်တော်ရှိတယ်ဆိုလို့ရှိရင်အိမ်တော်ဘက်အမျိုးသားအပေါ်မှာရိုးရိုးသေးသေးဆက်ဆံပြီးတော့ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်လည်းပဲအမျိုးသားဘဝရတယ်လို့စာရဖတ်ဒီလိုရေးထားနော်မျိုးသားဘဝရတယ်လောကနိတိကျမ်းမှာလည်းပဲဒီတိုင်းဆိုထားတာလေးတွေရှိတယ်ပေါ့ရှေးခေတ်ကတော့လောကနိတိသင်ကြတယ်ပေါ့ခဏခေတ်မှာတော့မသင်အဲ့ဒါလို့မိမိရဲ့စိတ်ပေါ်မှာမူတည်ပြီးတော့ဖြစ်တာဖြစ်တယ်ပေါ့ကိုဖြစ်ချင်တာကိုဖြစ်လို့ရတာကိုယ့်ရဲ့စိတ်ကောင်းနှလုံးကောင်းပေါ်မှာမူတည်ရင်အကောင်းဖြစ်နိုင်တယ်မကောင်းတဲ့စိတ်ကမကောင်းတဲ့ဘက်ကိုပို့နိုင်တယ်တဲ့ကောင်းတဲ့စိတ်နဲ့လုံးမယ်ဆိုရင်ကောင်းတာကိုပေးနိုင်အမေဖေတွေကချစ်လာပါတယ်ဆိုတဲ့သားသမီးကိုငွေကြေးဒဏပေးနိုင်တယ်လုံလောက်ငွေကြေးဒဏပေးနိုင်တယ်ချမ်းသာအောင်ထားနိုင်တယ်သို့တော့
စัจ java ရိမင်းဘဝကိုသားသမီးကိုပေးလို့မရဘူးနတ်ပြည်ရောက်အောင်လည်းမလုပ်နိုင်ဘူးနိဗ္ဗာန်ရောက်အောင်လည်းလုပ်မပေးနိုင်ဘူးပညာတတ်ကြီးဖြစ်အောင်လည်းလုပ်မပေးနိုင်ဝိသခာရဲ့မိဘတွေဟာကြီးကြီးတက်နေအောင်ချမ်းသာတော်လည်းပဲပစ္စည်းဥစ္စာသာပေးနိုင်တာတခြားမပေးနိုင်ဘူးလို့ဆိုလို့အဲ့တော့မိဘတွေကလုပ်ပေးနိုင်တာအတိုင်းအတာတစ်ခုပဲဒါဖြင့်မိဘတွေတဲ့ပို့ပြီးတော့ကောင်းအောင်လုပ်ပေးနိုင်တာတော့ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းပဲဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းဆိုတာဘာတော့မေတ္တာနဲ့လွှမ်းခြုံထားတယ်နော်မေတ္တာနဲ့လွှမ်းခြုံထားတဲ့ကရုဏာနဲ့လွှမ်းခြုံထားတဲ့စိတ်မုဒိတာနဲ့လွှမ်းခြုံထားတဲ့စိတ်ဥပိ္ပခာနဲ့လွှမ်းခြုံထားတယ်ပြမစိုးတရားတွေနဲ့လွှမ်းခြုံပြီးတတ္တာတို့အလောဘတို့အရောဒတို့အမောဟတို့ဆိုတဲ့မွန်မြတ်တဲ့စိတ်နှလုံးတွေကစိတ်နှလုံးတွေနဲ့လွှမ်းခြုံထားတဲ့သမ္မာပဏိတဆိုတဲ့ဓမ္မဖြင့်ထိန်းချောင်းထားတဲ့တိမ်ဆောင်မှုမရှိတဲ့စိတ်ကလေးကတော့အလုံးကိုလုပ်ပေးနိုင်တယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အကောင်းဟုသမျှနောက်ဆုံးမှနိဗ္ဗာန်ရအောင်လည်းလုပ်ပေးနိုင်တယ်မျိုးသမီးကမျိုးသားဖြစ်ခြင်းနဲ့ဆိုရင်ဒီစိတ်ကလုပ်ပေးနိုင်ဒီလိုဆိုလို့တယ်ပေါ့နော်ဘဝမှာအကောင်းဆုံးဆိုတာကိုရယူပေးနိုင်တာကိုယ့်ရင်ထဲမှာရှိတဲ့စိတ်ပဲဖြစ်တယ်ဘာကြောင့်စိတ်ကိုပြောတာလဲလို့ဆိုရင်ဒီစိတ်ကအခြေခံပြီးတော့သွားတာမို့စိတ်ကိုပြောတာလောကလူတွေဟာအကောင်းလုပ်တာလဲစိတ်ကရှေ့ဆောင်တယ်မကောင်းတာလုပ်ရင်လဲစိတ်ကရှေ့ဆောင်တာဖြစ်တယ်အဲ့တော့ကောင်းတာတွေရှေ့ဆောင်သွားတဲ့စိတ်ဒီကောင်းတာကိုဖော်ဆောင်ပေးနိုင်တော့မကောင်းတဲ့အရာတွေနဲ့ပူးပေါင်းပြီးရှေ့ဆောင်သွားတဲ့စိတ်ဒီမကောင်းတာတွေကိုဖော်ဆောင်သွားမှာဒါမှမဟုတ်မကောင်းကျိုးတွေကိုပေးနိုင်တယ်တဲ့အဲ့တော့ကောင်းကျိုးမကောင်းကျိုးပေးမှုဒီစိတ်နဲ့ပတ်သက်တယ်မိစ္ဆာပဏိဟိတစိတ်ဆိုတာမကောင်းတဲ့ဘက်မှာမကောင်းတဲ့အရာတွေလွှမ်းမိုးထားတဲ့စိတ်ကိုမိစ္ဆာပဏိဟိတစိတ်လို့ခေါ်တယ်ကောင်းတဲ့အရာတွေလွှမ်းမိုးထားတဲ့စိတ်ကသမ္မာပဏိဟိတစိတ်လို့ခေါ်တယ်မိစ္ဆာပဏိဟိတစိတ်သည်ရန်သူတယောက်လူဆိုးတယောက်ဒုက္ခပေးတာတဲ့ပို့ပြီးဒုက္ခပေးနိုင်တယ်သမ္မာပဏိဟိတလို့ဆိုတဲ့စိတ်ကောင်းနှလုံးကောင်းသည်မိဘဆွေမျိုးတွေလှုပ်ပေးနိုင်တာတဲ့ပို့ပြီးကောင်းအောင်လှုပ်ပေးနိုင်ပါတယ်လို့နောက်ဆုံးပြောရမယ်ဆိုရင်ယန္တာဖြစ်အောင်လဲဒီစိတ်ပဲဘေစိကဗုဒ္ဓဖြစ်အောင်လဲဒီစိတ်ပဲဖျားဖြစ်အောင်လဲဒီစိတ်ပဲတန်တရားဝကလွတ်ဖို့ရဆိုတာလေဒီသမ္မာပဏိတာစိတ်ကိုယ်စိတ်ကိုကောင်းအောင်ထားနိုင်တဲ့အတိုင်းအတာတစ်ခုအရာအကျိုးကျေးဇူးတွေဟာရရှိကြမှာဖြစ်တယ်ဒါဟာဓမ္မပဒဒေသနာမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်နှစ်ပုဒ်ရဲ့ဓမ္မရတပဲဖြစ်တယ်ပေါ့အဲ့ဒီဓမ္မရတကိုနာယူမှတ်သားပြီးမိမိတို့ဘဝမှာကိုယ်ရင်တဲ့နှလုံးထဲမှာရှိနေကြတဲ့ဒီစိတ်လေးကိုဓမ္မလမ်းကြောင်းတိမ်ဆောင်မသွားအောင်ထိန်းကြောင်ပြုပြင်ကြရမှာဖြစ်တယ်ဆိုတာကိုယ်စီသိရှိနားလည်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကျင့်သုံးနေထိုင်နိုင်ကြပါစေကုန်သတည်း